2025မှာသူဘာမှမမာတော့ပါဘူး2025မှာဘာမှမဝယ်ဘူးလို့ဂတိပေးတာတော့အမကြီးဖြစ်ပါတယ်အဲ့ဂတိပေးပြီးနောက်ပိုင်းမှာနေတိုင်းပါဆယ်တော့ရောက်တာတနေ့ကိုနှစ်တော့သုံးတော့မတော်2026မှာဘာမှမဝယ်တော့လို့ပြောမခံတော့ပါဘူးဘာလို့လဲဘာမှမဝယ်ဘူးသူပိုးဝယ်လို့မေးနေပါမေးနေပါပြီမင်းကလာလို့လာမှမသိပြင်းနေပါပြီနောက်နေ့တော့သမီးကြီးဝယ်အောင်အစီအစဉ်ပါပြီနော်